ဘေးနေဆိုတာဖြတ်ပြီးတော့အဆောက်ဆုံးပြန်ဆောက်မှရမှာဒါကြတော့ဆွဲတင်တာနဲ့မရတော့ဘူးနော်ဒါဘေးနားတွေပဲပြိုကျသွားဆိုအဆောက်ဆုံးပြန်ဆောက်မှပဲအဆင်ပြေမဲ့အိမ်မျိုးတွေပေါ့ဒါကြတော့အမားတို့ကျက်သွားတဲ့အိမ်လေးပြန်ပြင်ဖို့ဒီချက်ပြိုးကြမှာဟုတ်ကဲ့ပါနေနိုင်ဟိုလူတလောက်ပေါ့ဟုတ်ရပါတယ်ခင်ဗျာအတင်ထားတော့အတင်ထားပါတယ်အဲ့တော့ဒန်ဂျင်လေးစီအာစီချောကလက်ပလတ်စတာဘာညာတာရကပေါ့လေအစုံတထုပ်ရေအဲ့ဒါတွေကျွန်တော်အဝတ်စားကြီးလည်းပါလာတယ်ကျွန်တော်အဝတ်စားကြီးလိုအပ်မယ်ထင်လို့ပေါ့နော်နောက်ပြီးတော့လူငွေသားချို့ရေပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်လှူချင်တယ်နောက်ပြီးလို့ရှိရင်အဲ့ဟိုဗာလဲထက်လဲအလှူခံထားတယ်အိမ်ငွေကြီးဟိုဗာလဲအိမ်နေပြင်ဖို့အတွက်လေအဲ့ချင်းကျိုးတွေပါဝယ်ဖို့အတွက်အလှူခံထားသေးရဆိုတော့အဲ့ဒါလေးဟိုလုတ်ခဲ့ပေးချင်တယ်ပေါ့နော်နိုင်သမျှပေါ့လေအဲ့တော့အဲ့ဟိုဒီတော့ရှိတယ်သူတို့အမှန်တကယ်ပြည့်စည်သွားတဲ့အိမ်ကြီးက100ကျော်ရှိမှာပေါ့နော်130ရှိတယ်ဟိုအတင်းတင်းဆိုတာကြတော့နည်းနည်းပါးပြင်ရမယ်အိမ်ကြီးပေါ့ရိုင်လဲသွားတဲ့ရိုင်သွားတဲ့ဟာကြီးပေါ့နော်ဟုတ်ကဲ့အဲ့ဒါမျိုးရောပါရင်တော့300ကျော်တယ်အခုကျွန်တော်ညောင်ရွှေကိုရောက်ပါပြီကျွန်တော်ဒီမှာဒီဆက်လေးဦးလေးနဲ့အတူတူကျွန်တော်တို့ဒီအင်းလေးမှာရှိတဲ့ရွာတို့တောက်ထုမှာဖြစ်ပါတယ်ခင်ဗျာအတင်ထားပါအကြီးဒီနေ့တင်နေတော့တယ်နော်ဟုတ်ကဲ့ဒီမှာကန်ထူနေပါစေတာဟုတ်ကဲ့နော်ဒါနော်ဟုတ်ကဲ့အန်ဒီယာချန်တဲ့တော့အဲ့ဒါကကြီးအဲ့ဒီနော်အန်ဒီယာချန်တဲ့တော့အန်ဒီယာရတယ်နော်အဲ့ဒီယာအဲ့ဒီကအန်ဒီယာရအဲ့ဒီတော့သူတွေပါတော့ဟိုကလည်းဝိုင်းနေလို့နော်แค่แค่เลยมาเปียมากแล้วเลยဒီတော့ဒါကြတော့အခုကဘုရားဒါကြရေးပေါ်သုံးကြောင်ဆေးဝါးလေးပါဟုတ်ကဲ့ကိုရဒီကနေပဲပေးလိုက်မယ်နော်ဟဲ့လားဒီနားနေတော့ဒါလေးပဲပေးလိုက်မယ်ဒီတိုင်းဟုတ်လေးလေးတော့နေဆိုလဲ